ကဘာကြီးရဲ့အဆုံးသက်လူသားမျိုးနွယ်ရဲ့နှိကုံနတ်ဖျားတွေရဲ့ကံကြမ္မာအဆုံးအဖြတ်ဒီအကြောင်းအရာတွေဟာကျွန်တော်တို့ကိုအမြဲတမ်းဖန်ဆားနိုင်ခဲ့ပါတယ်။တဏှာကြီးပေါင်းများစွာတွေကကဘာပြတ်ခြင်းအကြောင်းကိုပုံစံအမျိုးမျိုးနဲ့ဖော်ပြခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီထက်မှတွေးရတန်ယူအဆန်ဆုံးအဆုံးအဖြတ်အပြင်းထန်ဆုံးနဲ့အတိတ်ပဲအရှိဆုံးကဘာပြတ်တဏှာကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ Norse တဏှာကြီးလား Ragnarok ပဲဖြစ်ပါတယ်။ Ragnarok ဆိုတာနတ်ဖျားတို့ရဲ့ကံကြမ္မာဒါမှမဟုတ်နတ်ဖျားတို့ရဲ့နေဝင်ချိန်လို့အဓိပ္ပာယ်ရပါတယ်။ဒါဟာကဘာကြီးရဲ့အဆုံးသတ်တိုက်ပွဲကြီးတစ်ခုအကြောင်းသတ်ပဲလား။ဒါမှမဟုတ်ဒီထက်ပိုနတ်ရှိုင်းတဲ့အဓိပ္ပာယ်တွေရှိနေမလား။ဒီတိုက်ပွဲကြီးကဘယ်လိုအရာတွေကနေစတင်ခဲ့တာလဲ။ဘယ်လိုနမိတ်တွေက Ragnarok ရောက်လာတော့မယ်ဆိုတာကိုသတိပေးနေတာပါလေ။ဒီနေ့မှာတော့ Ragnarok ရဲ့နောက်ွယ်ကအမှန်တကယ်အဓိပ္ပာယ်နဲ့ဒီကဘာပြတ်တိုက်ပွဲကြီးဘယ်လိုစတင်နိုင်မလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အရင်ဆုံးကဘာပြတ်ခြင်းအယူဆကိုဆွေးနွေးဖို့အတွက် Norse တဏှာကြီးလား Ragnarok ရဲ့ရည်ရွယ်ချက်ကိုဘာသာကြီး၄ခုရဲ့အမြင်တွေနဲ့အရင်ဆုံးရှင်တွဲလေ့လာကြည့်ရအောင်ပါ။အစ္စလမ်ဘာသာမှာတော့ကဘာကြီးရဲ့အဆုံးသက်ကိုဂီယာမတ်နေလို့ခေါ်ဆိုပြီးဒါဟာရှင်ပြန်ထားမြောက်ရာနေ့လည်းဖြစ်ပါတယ်။ဒီနေ့မတိုင်ခင်နမိတ်ကြီးနဲ့နမိတ်ငယ်နှမျိုးပေါ်ပေါက်မယ်လို့ယုံကြည်ကြပါတယ်။နမိတ်ငယ်တွေကတော့နေ့စဉ်လူနေမှုဘဝနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ဥပမာရိုးသားမှုနဲ့ကိုကျင့်တရားတွေပြတ်ပြားလာတာအသိပညာတွေနည်းပါးလာတာအချိန်တွေမြန်ဆန်လာတာလူတွေရဲ့စံသားတွေကအကျင့်ဆိုးစရိုက်တွေကိုဥတီလာခြင်းစသဖြင့်ပေါ့ဒီလိုနမိတ်တွေဟာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာအမြဲတစေတွေ့နေရတယ်လို့အစ္စလမ်ဘာသာဝင်တွေကယုံကြည်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဂီယာမန်နဲ့ရဲ့နမိတ်ကြီးတွေထွက်ပေါ်လာပါမယ်။ဒီထဲမှာလူသားမျိုးနွယ်ကိုတွေးဆောင်ဖျားယောင်းမှုစူးစမ်းမယ်။ Dajjal လို့ခေါ်တဲ့ Antichrist တနည်းအားဖြင့်မာနတ်လိုပုဂ္ဂိုလ်တူထွက်ပေါ်လာခြင်း၎င်းရဲ့နောက်မှာအပြင်းမဲ့သူတွေကိုကယ်တင်ဖို့အတွက်တမန်တော်အီဇာကကောင်းကင်ကနေပြန်လဲကြွဆင်လာပြီးဓာတ်ကြာတွေကိုတိုက်ခိုက်ခြင်းတို့ပါဝင်ပါတယ်။ဒါအပြင်တရုတ်မဟာတရိုင်းနဲ့ဆင်တူတဲ့နေရန်တစ်ခုနောက်မှာအကျဉ်းချခံရရတဲ့ယာဂျူနဲ့မာဂျူလူမျိုးများထွက်ပေါ်လာပြီးတော့ကဘာကြီးကိုဖျက်ဆီးဖို့ကြိုးစားလိုက်မယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်တမန်တော်တစ်ပါးကပထမဆုံးအကြိမ်တံပိုးကိုမှုတ်လိုက်တဲ့အခါအရာအားလုံးရဲ့အဆုံးသက်ကြီးဟာစတင်ပါလိမ့်မယ်။တောင်ရမြေမှုတ်ဖြစ်သွားပြီးတော့တက်ရှိအားလုံးတည်ဆုံးသွားပါလိမ့်မယ်။ဒုတိယအကြိမ်တံပိုးမှုတ်လိုက်တဲ့အခါမှာတော့တည်ဆုံးပြီးသားလူတွေအားလုံးဟာရှင်ပြန်ထားမြောက်လာပြီးတော့အလာရှင်မြတ်ရဲ့ရှေးမှောက်မှာစုဝေးကြရမှာဖြစ်ပါတယ်။ဒီနေရာမှာလူတဦးချင်းစီရဲ့ကောင်းမှုမကောင်းမှုတွေကိုတိကျတဲ့စည်းရင်းနဲ့စစ်ဆေးပြီးတရားစီရင်ခြင်းခံရပါမယ်။ကောင်းမှုပြုသူတွေဟာထာဝရချမ်းသာရာဖြစ်တဲ့ဂျန်နတ်ကိုရောက်ရှိမှာဖြစ်ပြီးတော့မကောင်းမှုပြုသူတွေကတော့ထာဝရအပြစ်ခံရမယ်ဂျဟာနမ်ကိုတွားမှာဖြစ်ပါတယ်။အစ္စလမ်ဘာသာရဲ့ကဘာအဆုံးသက်ကလူသားတဦးချင်းစီအတွက်တာဝန်ယူမှုနဲ့ရွေးချယ်မှုကိုအဓိကထားပြီးဖော်ပြထားပါတယ်။ခရစ်ယာန်ဘာသာရဲ့ကဘာအဆုံးသက်အမြင်ကလည်းအစ္စလမ်ဘာသာနဲ့အလွန်ဆင်တူပါတယ်။အဓိကအချက်ကတော့ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်လည်ကြွရောက်လာခြင်းကိုဗဟုပြုထားတာပါပဲ။ယေရှုရဲ့ပြန်လာခြင်းမတိုင်ခင်မှာကဘာကြီးဟာဒုက္ခကာလလို့ခေါ်တဲ့9နှစ်ကြာကြီးမားတဲ့ဘေးဒုက္ခတွေစစ်ပွဲတွေကက်ယောဂါတွေနဲ့ကြုံတွေ့ရမယ်လို့ဓမ္မကျမ်းစာဆိုရတယ်။ဒီကာလအတွင်းမှာ Antichrist ထွက်ပေါ်လာပြီးကဘာကိုအုပ်ဆိုဖို့ကြိုးစားပါလိမ့်မယ်။သူဟာမိမိကိုယ်ကိုဖျားအဖြစ်ကြေညာပြီးတော့ကျွန်တော်တို့လူသားတွေကိုဖျားယောင်းတွေးဆောင်ပါလိမ့်မယ်။ဒုတိယကာလအပြီးမှာတော့ကောင်းမှုမကောင်းမှုရဲ့နောက်ဆုံးအဆုံးဖြတ်တိုက်ပွဲကြီးဖြစ်တဲ့အာမေဂဒန်တိုက်ပွဲကြီးဖြစ်သွားပါမယ်။ဒီတိုက်ပွဲမှာယေရှုခရစ်တော်ကသူ့ရဲ့တကိုးနဲ့ Antichrist ရဲ့တပ်တွေကိုအနိုင်ယူပါလိမ့်မယ်။တိုက်ပွဲအပြီးမှာတော့နောက်ဆုံးတရားစီရင်ခြင်းစတင်ပါမယ်။တေဆုံးပြည်သူအားလုံးဟာရှင်ပြန်ထမြောက်လာပြီးတော့ယေရှုခရစ်တော်ရဲ့ရှေ့မှောက်မှာသူတို့ရဲ့ဘဝအကျင့်ပေါ်မူတည်ပြီးတော့တရားစီရင်ခြင်းခံရပါမယ်။နောက်ဆုံးမှာတော့ဘုရားသခင်ဟာအပြစ်ဒဏ်တင်တဲ့လောကအဟောင်းကိုဖျက်ဆီးပြီးတော့ယုံကြည်သူတွေအတွက်ထာဝရငြိမ်းချမ်းခြင်းရှိတဲ့ကောင်းကင်ဘုံတင်တဲ့မြေကြီးတစ်ကိုဖန်ဆင်းပေးပါလိမ့်မယ်။ဒီအမြင်ဟာကဘာကြီးရဲ့အဆုံးသက်ကလူသားတွေရဲ့အကျင့်စရိုက်နဲ့
အဆုံးဖြတ်ခံရမယ်တချိန်တာဖြစ်တဲ့ထူးခြားတဲ့ဖြစ်ရဆိုတာကိုအလေးပေးဖော်ပြထားပါတယ်ဗုဒ္ဓဘာသာရဲ့ကမ္ဘာအမြင်အဆုံးသတ်ကတော့တခြားဘာသာတွေနဲ့လုံးဝကွဲပြားပြီးတော့အရာရာတိုင်းဟာအမြဲတမ်းပြောင်းလဲနေတယ်မတည်မြဲဘူးဆိုတဲ့သဘောတရားကိုအဓိကအခြေခံပါတယ်ဗုဒ္ဓဘာသာမှာကမ္ဘာကြီးရဲ့အဆုံးသတ်ဟာအပြီးတိုင်နှိကုံချုပ်ခြင်းမဟုတ်ဘဲနဲ့တန်တရားလေခြင်းရဲ့အစိတ်အပိုင်းတစ်ခုတာဖြစ်ပါတယ်ဗုဒ္ဓဘာသာအဆိုအရလောကကြီးဟာမဟာကတ်ကြီး၄ခုနဲ့ဖွဲ့စည်းထားပါတယ်အဲ့ဒါတွေကတော့တန်ဝကတ်ဖြစ်ပေါ်ခြင်းကာလဆိုတာကတော့ကမ္ဘာလောကကြီးစတင်ပျက်စီးနေတဲ့ကာလကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကတော့တန်ဝတ္တတာကြီး gap လို့ခေါ်ရတယ်တနည်းအားဖြင့်တည်တံ့ခြင်းကာလဒီအစစ်မှာတော့ပျက်စီးပြီးတဲ့ကမ္ဘာဟာပျက်စီးနေတဲ့အတိုင်းဆက်လက်ရှိနေတဲ့ကာလကိုဆိုလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဝိဝုံဒကတ်လို့ခေါ်ပါတယ်ဒီအစစ်မှာကျွန်တော်တို့ကဘာကြီးဟာတဖန်ပြန်လဲဖြစ်တည်လာပြီးတော့တက်ရှိတတ္တဝါတွေပေါ်ပေါက်လာပါတယ်ကျွန်တော်တို့လက်ရှိနေထိုင်နေတဲ့ကဘာကြီးဟာဒီအစစ်မှာရှိနေပါတယ်နောက်ဆုံးတစ်ခုကတော့ဝိဝုံတတ္တာကြီးကတ်လို့ခေါ်ပါတယ်ဒီအစစ်မှာတော့ကျွန်တော်တို့ကဘာဟာဖြစ်ပေါ်ပြီးတဲ့အတိုင်းဆက်လက်တည်ရှိနေတဲ့ကာလတစ်ခုဖြစ်ပါတယ်ဆိုတော့ကဘာပြတ်မဲ့နီးလန်းကတော့အစင်စင်ရှိပါတယ်ပထမအဆုံးချိန်ကဘာပြတ်တဲ့အခါအလွန်ပူပြင်းတဲ့နေခုနှစ်စင်းပေါ်ပေါက်လာပြီးတော့ကဘာဘွားအရာအားလုံးကိုလောင်ကျွမ်းဖျက်ဆီးပါလိမ့်မယ်နောက်ဆုံးမှာကဘာကြီးတစ်ခုလုံးမီးတောက်တွေတွင်ပြည့်နေတဲ့မီးလုံးကြီးတစ်ခုလိုဖြစ်သွားပါမယ်ရေနဲ့ပြတ်ခြင်းအာဘောကတ်မီးနဲ့ခုနှစ်ကြိမ်ပြတ်ပြီးတဲ့အခါမှာတော့ကဘာကြီးဟာရေကြီးပြီးပြတ်စီပါမယ်ရေဟာကြီးမားတဲ့ပမာဏနဲ့တိုးပွားလာပြီးတော့အရာအားလုံးကိုရေလွှမ်းမှုဖျက်ဆီးပါလိမ့်မယ်လေနဲ့ပြတ်ခြင်းဝါယောကပ်ရေနဲ့ခုနှစ်ကြိမ်ပြတ်ပြီးတဲ့အခါမှာတော့ကဘာကြီးဟာအလွန်ပြင်းထန်တဲ့လေမုန်တိုင်းတွေကြောင့်ပျက်စီးသွားပါမယ်ဒီလေမုန်တိုင်းတွေဟာကဘာတစ်ခုလုံးကိုလွင့်စင်သွားအောင်ဖျက်ဆီးသွားပါမယ်ဗုဒ္ဓဘာသာရဲ့အဆုံးစွန်ရည်မှန်းချက်ကအရာအားလုံးဟာဖြစ်ခြင်းပြတ်ခြင်းတန်တရားထဲမှာလေပတ်နေတာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တွေရဲ့အဓိကပန်းတိုင်ဟာဒီတန်တရားကနေအပြည့်တိုင်လွတ်မြောက်ရာနိဗ္ဗာန်ကိုရောက်ရှိဖို့ပဲဖြစ်ပါတယ်နိဗ္ဗာန်ဆိုတာမွေးဖွားခြင်းတည်ခြင်းဝမ်းနည်းခြင်းပျော်ရွှင်ခြင်းစတဲ့တန်တရားဒုက္ခအားလုံးကနေလုံးဝလွတ်မြောက်သွားတဲ့အေးငြိမ့်တဲ့အခြေအနေတစ်ရပ်ကိုဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဘာသာဝင်တွေအတွက်ကဘာကြီးပျက်စီးခြင်းဟာအဆုံးသတ်မဟုတ်ပဲနိဗ္ဗာန်မရောက်မချင်းဆက်လက်ပြီးတော့ကြုံတွေ့ရမယ်တန်တရားရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်ဟိန္ဒူဘာသာရဲ့ကဘာအဆုံးသတ်အယူဆကတော့ဗုဒ္ဓဘာသာနဲ့ဆင်တူပြီးတော့အချိန်ကိုစက်ဝိုင်းလိုလေပတ်နေတဲ့တန်တရားစနစ်အဖြစ်ရှုမြင်ပါတယ်အချိန်ကာလကိုယုဂ၄ခုဖြင့်ခွဲခြားထားပါတယ်ပထမဆုံးအမှန်တရားဖြစ်တဲ့တတယုဂနေပြီးတော့နောက်ဆုံးအမောင်အတိပြီးဆုံးတဲ့ကာလိယုဂအထိဖြစ်ပါတယ်ယခုကျွန်တော်တို့နေထိုင်နေတဲ့ခေတ်ဟာကာလိယုဂဖြစ်တယ်လို့ယုံကြည်ကြပါတယ်ကာလိယုဂကုံဆုံးတဲ့အခါပရာလာယာလို့ခေါ်တဲ့ကြီးမားတဲ့ဖြတ်စီခြင်းဖြစ်စဉ်စတင်ပါလိမ့်မယ်ဒီအချိန်မှာနတ်ဗျာရှီဝါဟာအရာအလုံးကိုဖြတ်စီလိုက်ပြီးကမ္ဘာလောကတစ်ခုလုံးရေလွှမ်းမိုးသွားပါလိမ့်မယ်ဒါပေမဲ့ဒီပျက်စီးခြင်းဟာကမ္ဘာအဆုံးသတ်မဟုတ်ပဲနောက်ထပ်အစတစ်ခုရဲ့ဏိဒံပါပဲကာလိယုဂရဲ့အဆုံးသတ်မှာတော့နတ်ဗျာပိတနိုဟာသူ့ရဲ့10ယောက်မြောက်နဲ့နောက်ဆုံးကိုပွားဖြစ်တဲ့ခါခီအဖြစ်မြင်းဖြူကြီးကိုစီးပြီးဓာတ်တလက်နဲ့ကြွဆင်းလာပါမယ်သူဟာမကောင်းမှုကိုဖယ်ရှားပြီးအမှန်တရားကိုပြန်လည်တူထောင်ပေးပြီးတော့တတယုဂခေတ်သစ်ကိုပြန်လည်စတင်ပေးပါလိမ့်မယ်။ဖြည့်ဆည်းခြင်းအပြီးမှာတော့နတ်ဘုရားဗြဟ္မာဟာလောကကိုအတိတ်တဖန်ပြန်လည်ဖန်ဆင်းပြီးတော့တန်တရားဇဝံဟာအတိတ်ကနေပြန်လည်စတင်ပါလိမ့်မယ်။ဟိန္ဒူဘာသာရဲ့အဆုံးသတ်အမြင်ဟာဖြည့်ဆည်းခြင်းနဲ့ပြန်လည်ဖန်ဆင်းခြင်းဟာဘယ်တော့မှမရပ်တန့်ပဲစက်ဝိုင်းကြီးတစ်ခုဖြစ်တယ်ဆိုတာကိုအလေးပေးဖော်ပြထားပါတယ်။အနှစ်ချုပ်ကတော့ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာအဆိုအရကမ္ဘာအဆုံးသတ်ကိုဖျက်ဆီးခြင်းပြီးလျှင်ပြန်လည်မွေးဖွားခြင်းဆိုတဲ့တန်တရားစက်ဝန်းအတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ပါတယ်။ Norse တန်တာရီလာ Ragnarok ဟာလည်းဒီတန်တရားသဘောတရားနဲ့အနည်းဆက်ဆုံးတူညီတဲ့ဘာသာရေးတစ်ခုဖြစ်ပါတယ်။ Ragnarok ကိုမပြောခင်အရင်ဆုံးကျွန်တော်တို့ Norse တန်တာရီအကြောင်းကိုအနည်းငယ်မိတ်ဆက်ပေးခြင်းပါတယ်။ Norse တန်တာရီဆိုတာ Scandinavia ဒေသမှာ
Viking တွေကိုးကွယ်ခဲ့တဲ့ဘာသာရေးတစ်ခုဖြစ်ပါတယ်။ Scandinavia ဒေသဆိုတာယခုခေတ် Denmark, Norway, Sweden, Iceland နိုင်ငံတွေပါဝင်တဲ့နေရာကိုပြောတာဖြစ်ပါတယ်။ Norse တန်တာကြီးဟာ Greek နဲ့ဘုရားတန်တာကြီးတွေလိုပဲကိုးကွယ်သူတွေမရှိတော့ပေမဲ့လေးလာစရာဒသနတန်တာကြီးအနေနဲ့မှီဝဲပြီးတော့ဇက်ကားတွေစာအုပ်တွေထုတ်နေကြစေပါ။ဥပမာ Marvel ဇက်ကားတွေကThor နဲ့ Loki တို့ဆိုတာ Norse တန်တာကြီးကိုအခြေခံထားတဲ့ဇက်ကောင်တွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ Ragnarok အကြောင်းကိုဆက်သွားလိုက်အောင်ပါ။ Ragnarok ဆိုတာရုတ်တရက်ကြားရောက်လာတဲ့ကပ်ပေးကြီးတစ်ခုမဟုတ်ပါဘူး။သူ့မှာကြိုတင်ဟောကိန်းထုတ်ထားတဲ့ရှေ့ပြေနမိတ်တွေအများကြီးရှိပါတယ်။အရာအားလုံးရဲ့အစဟာအပြစ်ကင်းစင်တဲ့နတ်ဖျားတစ်ပါးရဲ့တည်ဆုံးခြင်းကနေစတင်ခဲ့ပါတယ်။ Odin နဲ့ Frigg တို့ရဲ့သားတော်အလင်းနဲ့အလှတရားရဲ့နတ်ဖျားဗုဒ္ဓဟာနတ်ဖျားအားလုံးထဲမှာအချစ်ခင်ဆုံးဖြစ်ပါတယ်။တညမှာတော့ဗုဒ္ဓဟာသူ့ရဲ့တည်ဆုံးခြင်းနဲ့ပတ်သက်တဲ့ကြောက်မက်ဖွယ်ရာအိမ်မက်ဆိုတွေမှတ်လာခဲ့ပါတယ်။သူ့အမေ Frigg ဟာစိုးရိမ်ပြီးလောကမှာရှိသမျှအရာအားလုံးစီကနေသူ့သားကိုထိခိုက်နာကျင်စေခြင်းမပြုဖို့ဂတိတောင်းခဲ့ပါတယ်။တစ်ပင်တတုသရိษံယောဂဗျာအကုန်လုံးကဂတိပေးခဲ့ကြပါတယ်။ဒါပေမဲ့အရေးမပါဘူးထင်လို့ Miss Doe ဆိုတဲ့အပင်ငယ်လေးစီကတော့ဂတိမတောင်းခဲ့မိပါဘူး။ဒီအကြောင်းကိုသိတဲ့ကောက်ကျစ်စင်းလင်းမှုရဲ့နတ်ဖျားလိုကီဟာ Miss Doe နဲ့မြားတစင်းလုပ်ပြီးဗုဒ္ဓရဲ့မျက်မမြင်အကို Hus ကိုလှည့်စားပြီးပြစ်ခိုင်းခဲ့ပါတယ်။ဘယ်ရာကမှမထိခိုက်နိုင်တဲ့ဗုဒ္ဓဟာအဲ့ဒီ Miss Doe မြားကြောင့်တည်ဆုံးသွားခဲ့ရပါတယ်။ဒီတည်ဆုံးမှုက Asgard အတွက်အကြီးမားဆုံးဝမ်းနဲ့ကြေကွဲမှုဖြစ်ခဲ့ပြီးတော့ Ragnarok ကိုဦးတည်စေမဲ့ပထမဆုံးတော့ချက်ဖြစ်လာခဲ့ပါတယ်။နတ်ဖျားတွေဟာဗုဒ္ဓကိုတည်စီခဲ့တဲ့လူကီကိုဖန်ဆီးခဲ့ပါတယ်။ Odin ရဲ့သားတော်တစ်ပါးဖြစ်တဲ့ Vali က Hus ကိုတက်ပြီးဗုဒ္ဓအတွက်လက်စာချေခဲ့ပါတယ်။အပြစ်ပေးတဲ့အနေနဲ့နတ်ဖျားတွေဟာလူကီရဲ့သားတို့ကိုဝန်ပလွေအဖြစ်ပြောင်းလဲခဲ့ပါတယ်။အဲ့ဒီဝန်ပလွေကလိုကီရဲ့နောက်ထပ်သားတို့ဖြစ်တဲ့ Narfi ကိုတပ်ပစ်ခဲ့ပါတယ်။လိုကီကိုတော့တည်ဆုံးသွားတဲ့သူ့ရဲ့သားရဲ့ဥတွေနဲ့ကြောက်တုံတုံးမှာချီနှောင်ပြီးအပြစ်ပေးခဲ့ပါတယ်။သူ့မျက်နှာပေါ်ကိုမွေစိုးတစ်ကောင်ရဲ့အစိတ်တွေအဆက်မပြတ်ကြားနေအောင်လှုပ်ထားပြီးတော့သူ့ဇနီးဈေးပြန်ကိုခွက်တစ်ခုနဲ့အစိတ်တွေကိုခံထားစေပါတယ်။ခွက်ပြစ်သွားတော့တွန်လိုက်တဲ့အချိန်တိုင်းလိုကီဟာအစိတ်တန်ကိုမခံနိုင်ပဲအော်ဟေးရုန်းကန်တာကြောင့်ကဘာမြေကြီးတစ်ခုလုံးငလျင်လှုပ်ခတ်ရတယ်လို့ဆိုပါတယ်။ Ragnarok စတင်တဲ့အခါလိုကီဟာဒီချီနှောင်မှုကနေလွတ်မြောက်လာမှာပါ။ဗုဒ္ဓတည်ဆုံးပြီးနောက်ကဘာကြီးဟာဟန်ချက်ပြတ်သွားပါတယ်။ຫນွေဥရာဒီမရှိတဲ့စောင်းရာဒီ၃ခုစက်တိုက်ကြားရောက်လာမယ်Fimbulwinter လို့ခေါ်တဲ့အေယာမစောင်းရာသီကြီးကြာရောက်လာပါတယ်။နှင်းမုန်တိုင်းတွေကအရက်လေးမျက်နှာကနေတိုက်ခိုက်လာပါမယ်။အရာအားလုံးကိုရေခဲတွေဖုံးလွှမ်းသွားပြီးလူသားတွေဟာအစာရေစာရှားပါမှုကြောင့်ကိုချင်းတရားတွေပြတ်ပြားလာကြပါမယ်။ညီအကိုတွေအချင်းချင်းတက်ဖြတ်ကြမယ်။မိသားစုတွေပြိုကွဲကြမယ်။လောကကြီးတစ်ခုလုံးသစ္စာမရှိမှုလောဘနဲ့ရက်စက်မှုတွေနဲ့ပြည့်နှက်သွားပါလိမ့်မယ်။ဒါဟာအဆုံးသတ်တိုက်ပွဲကြီးရဲ့အစဖြစ်ပါတယ်ရှေးပဝိတဟီကလေးကနေကိုလိုက်နေတဲ့ဝွန်ဘလေ whales နဲ့လာကိုလိုက်နေတဲ့ဝွန်ဘလေဟာတီတို့ဟာသူတို့ရဲ့သားကောင်တွေကိုအမိဖမ်းနိုင်သွားပါလိမ့်မယ်။ကောင်းကင်ဘောကအလင်းရောင်အရင်းမြစ်တွေပျောက်ကွယ်သွားပြီးကဘာကြီးဟာထာဝရအမှောင်တုတွေကိုကြာရောက်သွားပါလိမ့်မယ်။ဒီနမိတ်တွေပြည့်စုံလာတဲ့အခါ Yggdrasil လို့ခေါ်တဲ့စัจ java လာတစ်ပင်ကြီးဟာတုန်ခါလာပါမယ်။တောင်တွေပြိုကျပြီးချီနှောင်မှုမှန်သမျှပြတ်တောက်ကုန်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာလိုကီဟာသူ့ရဲ့ချီနှောင်မှုကနေလွတ်မြောက်သွားပါမယ်။အိုဒင်ကြောင်းရွံ့နေခဲ့ရတဲ့လိုကီရဲ့သားသမီးတွေဖြစ်တဲ့အေယာမဝွန်ဘရီကြီးဖယ်ရီယာဟာလည်းသူ့ကိုချီနှောင်ထားတဲ့မမြင်နိုင်တဲ့တန်ကြိုကလိုက်နီယောကနေလွတ်မြောက်လာပါလိမ့်မယ်။
လိုကီရဲ့နောက်ထပ်သားတစ်ယောက်ဖြစ်တဲ့မစ်ကာကိုပတ်ထားတဲ့အေယာမမွေကြီးဂျော်မွန်ကန်တာဟာလည်းဒေါသတကြီးနဲ့ပင်လယ်ကနေထွက်ပေါ်လာပါမယ်။သူဟာသူ့ရဲ့အမီးကိုကိုက်ထားရာကနေလွှတ်လိုက်တာကြောင့်ပင်လယ်ရေတွေဟာကုန်းမြေပေါ်ကိုလှိုင်းလုံးကြီးတွေအဖြစ်ရိုက်ခတ်လာပါလိမ့်မယ်။သူ့ရဲ့အစိတ်ပြင်းတဲ့အသက်ရှူငွေတွေဟာကောင်းကင်တဲ့ပင်လယ်ပြင်ကြီးတစ်ခုကိုလွှမ်းမိုးသွားပါမယ်။အရှိဘက်အရက်ကနေနာဖာလို့ခေါ်တဲ့သင်္ဘောကြီးထွက်ပေါ်လာပါမယ်။ဒီသင်္ဘောကိုလူသေးတွေရဲ့လက်သေးခြေတွေနဲ့တိဆောက်ထားပြီးသူ့ကိုကုတ်ကဲမောင်းနှင်လာသူကတော့လိုကီကိုယ်တိုင်ပါပဲ။သူနဲ့သူဟဲလ်ဟန်ကသူ့သမီးဟဲလ်ပို့လိုက်တဲ့လူသေးစစ်သက်ကြီးလဲပါလာပါလိမ့်မယ်။ဒီနေရာမှာလိုကီရဲ့သမီးဟဲလ်ဆိုတာမာဗယ်ဇက်ကားတွေကအိုဒင်ရဲ့သမီးဟဲလာကိုပြောတာဖြစ်ပါတယ်။ဇက်ကားထဲမှာတော့အိုဒင်ရဲ့သမီးအဖြစ်ဖန်တီးထားတာဖြစ်ပြီးတော့တကယ်တန်တာကြီးထဲမှာတော့လိုကီရဲ့သမီးဖြစ်ပါတယ်။တောင်ဘက်မှာတော့မစ်ပိုဟိုင်းကမီးဘလူးတွေဟာသူတို့ရဲ့ဘရင်ဆာ့ချ်ရဲ့ဥဆောင်မှုနဲ့ခြိတက်လာပါလိမ့်မယ်။ဆာ့ချ်ရဲ့နေထက်ပင်ပုံမတောက်လောင်တဲ့ဓာကြီးဟာအရာအားလုံးကိုပြာကျစေနိုင်ပါတယ်။သူတို့ဟာအက်စကာကိုလာရလမ်းဖြစ်တဲ့Bifrost တက်တန့်တရားကြီးကနေဖြတ်အလာမှာတရားကြီးဟာသူတို့ရဲ့အလေးချိန်ကိုမခံနိုင်ပဲကျိုးပြတ်သွားပါလိမ့်မယ်။ဒီအဖြစ်ပြက်တွေကိုမြင်လိုက်တဲ့အက်စကာရဲ့အဆောက်အအုံနတ်ဖျားဟဲလ်ဒိုင်းဟာသူ့ရဲ့ဂျာလာဘွန်တဘိုးကိုအစွမ်းကုန်မှုတ်ပြီးနတ်ဖျားတွေကိုတတိပေးပါလိမ့်မယ်။အဲ့ဒီအတန်ဟာလောကကိုးထက်လုံးကိုပြန့်နှံ့သွားပြီးနောက်ဆုံးတိုက်ပွဲကြီးစတင်ပြီးဖြစ်ကြောင်းကြေညာလိုက်တာပါပဲ။အိုဒင်ဟာဉာဏ်ပညာအကြီးမားဆုံးဖြစ်တဲ့မဲလ်မယ်ရဲ့ဦးခေါင်းပြက်နဲ့တိုင်ပင်ပြီးနောက်သူ့ရဲ့ဗဲလ်ဟာလာမှာစုစည်းထားတဲ့သူရဲ့ကောင်းဝိညာဉ်တွေအင်ဟာဂျာနဲ့အတူဘီရစ်လို့ခေါ်တဲ့စစ်မြေပြင်ကိုခြိတက်သွားပါတော့တယ်။ Thor, Dia, Freya, Howden နဲ့ကျန်တဲ့နတ်ဖျားတွေအားလုံးဟာသူတို့ရဲ့ကံကြမ္မာကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေကြပါပြီ။ Ragnarok တိုက်ပွဲကြီးတရားဝင်စတင်ပါတော့မယ်။ Ragnarok ဟာတဦးချင်းရင်ဆိုင်တိုက်ခိုက်ပွဲတွေနဲ့ဖွဲ့စည်းထားတဲ့အဆုံးအဖြတ်တိုက်ပွဲကြီးဖြစ်ပါတယ်။နတ်ဘုရားတပါးချင်းစီမှာသူတို့ရှင်ပြိုင်ရမယ့်ပြိုင်ဘက်ရှိနေပြီးသားပါ။နတ်ဘုရားတို့ရဲ့အရှင်သခင်အိုဒင်ဟာအားလုံးထဲမှာအကြောင်းမဲ့ဖွယ်အကောင်းဆုံးဖြစ်တဲ့ဝံဘလွေကြီး Fenrir ကိုရှေ့ဆုံးကနေရင်ဆိုင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့ Fenrir ဟာတာမန်ဝံဘလွေမဟုတ်ပါဘူး။သူ့ရဲ့ပါဇက်ကြီးကိုဟားလိုက်တဲ့အခါအောက်မေးရိုးကမြေကြီးကိုထောက်ပြီးအပေါ်မေးရိုးကကောင်းကင်ကိုထောင်းနေလောက်အောင်ကြီးမားပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာတော့ကံကြမ္မာကိုမလွန်ဆန်နိုင်ပဲအိုဒင်ဟာဖင်မရောရဲ့ဝါမျိုးချင်းကိုခံလိုက်ရပြီးကြာဆုံးသွားပါလိမ့်မယ်။ဖခင်ဖြစ်သူရဲ့တည်ဆုံးမှုကိုမြင်လိုက်ရတဲ့အိုဒင်ရဲ့သားတော်တိတ်ဆိတ်ချင်းရဲ့နတ်ဖျားဗီယူဒါဟာဒေါရတကြီးနဲ့ရှေ့ထွက်လာပါတယ်။သူဟာဖန်ရာရဲ့အောက်မေးရိုးကိုနင်းပြီးအပေါ်မေးရိုးကိုလက်နဲ့ဆွဲကဝံဘလွေကြီးကိုနှစ်ပိုင်းဆွဲပြေးပြီးဖခင်အတွက်လက်စာချေပါလိမ့်မယ်။မိုးရိုးနတ်ဖျားတောဟာသူ့ရဲ့မွေးရပါရန်သူတော်ဖြစ်တဲ့အေယာမမွေကြီးဂျော်မွန်ကန်တာနဲ့ရင်ဆိုင်ရပါတယ်။သူတို့နှစ်ဦးရဲ့တိုက်ပွဲဟာကဘာမြေကိုတုန်ခါစေခဲ့ပါတယ်။နောက်ဆုံးမှာတော့တောဟာသူ့ရဲ့တူတော်မျိုးနร์နဲ့မွေကြီးရဲ့ဦးခေါင်းကိုအားကုန်ရိုက်ချပြီးအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့မွေကြီးမတည်ခင်မှာထုတ်လွှတ်လိုက်တဲ့အစိမ့်ငွေတွေဟာတောရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပြီးသူဟာနောက်ကိုကိုလှမ်းတီတီလှမ်းပြီးနောက်မြေပေါ်မှာလဲကျတည်ဆုံးသွားပါလိမ့်မယ်။ရန်သူတော်တွေဖြစ်တဲ့အစကာရဲ့အဆောက်ရှောက်ဟိုင်ယိုဒန်နဲ့ကောက်ချစ်စင်းတဲ့မှုရဲ့နတ်ဖျားလိုကီတို့ဟာလည်းအပြန်အလှန်တိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့တယောက်ကိုတယောက်တပ်ဖြတ်ကနှစ်ဦးလုံးကြဆုံသွားခဲ့ပါလိမ့်မယ်။နတ်ဖျားဖရီယာဟာမီးဘလူးတို့ရဲ့ဘရင်ဆာ့ချ်နဲ့ရင်ဆိုင်ရပါတယ်။ကန်ဆိုးစွာပဲဖရီယာဟာသူ့ရဲ့အစွမ်းထက်ဓာတ်ကိုလှက်လွတ်ဆုံးရှုံးခဲ့ရပြီးဖြစ်တာကြောင့်လက်နက်မဲ့ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ဆာ့ချ်ရဲ့မီလီယံဓာတ်ချက်အောက်မှာသူဟာအလွယ်တကူပဲ
ကြဆုံသွားခဲ့ရပါတယ်စစ်ပွဲရဲ့နတ်ဖျားထီယာဟာလည်းဟဲလ်ဟန်ရဲ့အဆောက်ခွေကြီးဂါရနဲ့တိုက်ခိုက်ပြီးနှစ်ဦးလုံးတေဆုံးခဲ့ပါတယ်နတ်ဖျားတွေရောဘလူးတွေရောအားလုံးကြဆုံသွားတဲ့အခါမှာတော့ Search ဟာသူ့ရဲ့မီလီယံတောင်ကိုကဘာမီပြင်ပေါ်လွှဲချလိုက်ပါတယ်မီတောင်မီလီယံတွေဟာအရာအားလုံးကိုဝါမျိုးသွားပြီးကဘာမြေကြီးတစ်ခုလုံးဟာပင်လယ်ရေထဲကိုတဖြည်းဖြည်းနစ်မြုပ်ပျောက်ကွယ်သွားခဲ့ပါတယ်။ Idrisel တစ်ပင်ကြီးကလွဲတော့ဘာမှမကြံတော့ပါဘူး။အရာအားလုံးဟာပြတ်တုံသွားခဲ့ပါပြီ။ဒါဟာ Ragnarok ပါပဲ။ဒါပေမဲ့ဒါဟာတကယ်အဆုံးသတ်တော့မဟုတ်ပါဘူး။ပျက်စီးခြင်းတွေကနေရှင်သန်ခြင်းအသစ်တစ်ခုမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ရေပြင်တွေကနေစိမ့်လန်းဆူပြေပြီးအရင်ကဘာထက်ပုံမလှပတဲ့ကဘာတစ်တစ်ခုပြန်လည်ပေါ်ထွက်လာပါလိမ့်မယ်။ကောင်းကင်မှာနေအသစ်တစ်ခုထွန်းလင်းလာပြီးအရာအလုံးဟာအတစ်တပံပြန်လည်စတင်မှာပါ။ Ragnarok ရဲ့တိုက်ပွဲကြီးကနေအသက်ရှင်ကြံရစ်ခဲ့တဲ့နတ်ဘုရားအနှင်းငယ်ရှိခဲ့ပါတယ်။ Odin ရဲ့သားတော်တွေဖြစ်တဲ့ Vidar နဲ့ Vali တောရဲ့သားတော်တွေဖြစ်တဲ့ Mobi နဲ့ Magni တို့ဟာအရင် Asgard ရှိခဲ့တဲ့နေရာမှာပြန်လည်ဆုံတွေ့ကြပြီးတောရဲ့သူကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။တည်ဆုံးသွားတဲ့ Balder နဲ့ Hus တို့လည်းပြန်လည်ရှင်သန်လာပြီးလာရောက်ပူးပေါင်းခဲ့ကြပါတယ်။သူတို့ဟာအတိတ်ကအမှားတွေကိုသင်ခန်းစာယူပြီးကဘာတစ်ကိုအုပ်ဆိုးမဲ့နတ်ဖျားမျိုးဆက်တစ်တွေဖြစ်လာကြပါမှာ။လူသားတွေထဲမှာတော့ Search ရဲ့မိလောက်မှုကနေ Idrisel တစ်ပင်ကြီးရဲ့အခေါင်းထဲမှာပုံအောင်လွတ်မြောက်ခဲ့တဲ့ Hlif နဲ့ Litrasa လို့ခေါ်တဲ့လူနှစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာကဘာအတစ်ပေါ်မှာလူသားမျိုးနွယ်ကိုတဖန်ပြန်လဲတိဆောက်သွားမှာပဲဖြစ်ပါတယ်။ဒီတော့ Ragnarok ရဲ့အမှန်တကယ်အတိတ်ဘေကပါလေ။ဒါဟာကြောက်မက်ဖွယ်ရာကဘာပြတ်ခြင်းတတ်ပဲလား။ Norse ဒန္တာယီပညာရှင်တွေကတော့ Ragnarok ကိုအဆုံးသတ်တစ်ခုအဖြစ်မမြင်ကြပါဘူး။ဒါဟာတန်တရာလေခြင်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်မြင်ကြပါတယ်။ပျက်စီးခြင်းပြင်းရင်ပြန်လည်မွေးဖွားခြင်းဆိုတာအမြဲရှိနေပါတယ်။ဒါဟာရှောင်လွဲလို့မရတဲ့တဘာဝတရားရဲ့ဖြစ်စဉ်တစ်ခုလို့မှတ်ယူကြလို့ပဲဖြစ်ပါတယ်။ Viking တွေအတွက်တော့ကံကြမ္မာဆိုတာပြောင်းလဲလို့မရတဲ့အရာပါ။ Odin ကိုယ်တိုင်တောင်သူ့ရဲ့တည်ဆုံးခြင်းကိုကြိုသိနေပေမဲ့ထွက်ပြေးဖို့မကြိုးစားပဲရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ပါတယ်။ Ragnarok ဟာဘဝရဲ့မမြဲခြင်းအရာအလုံးဟာတနေ့မှပျက်စီးသွားမယ်ဆိုတဲ့အမှန်တရားနဲ့အရေးကြီးဆုံးကတော့ကံကြမ္မာကိုဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်မလဲဆိုတဲ့သင်ခန်းစာကိုပေးနေတာဖြစ်ပါတယ်။ Ragnarok ရဲ့အတိတ်ပဲဟာဒီနေ့အထိလည်းခိုင်မာနေသေးပါကျွန်တော်တို့ရဲ့ကဘာကြီးမှာလည်းကိုကျင့်တရားပြက်ပြားမှုတွေတဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေပရိပက္ခတွေဟာ Ragnarok ရဲ့ရှေ့ပြေးနမိတ်တွေနဲ့ဆင်တူနေပါတယ်။ဒါပေမဲ့ Ragnarok ရဲ့ဒန္တာကြီးကကျွန်တော်တို့ကိုမျှော်လင့်ချက်ပေးပါတယ်။ပျက်စီးခြင်းရဲ့အဆုံးမှာပိုမိုကောင်းမွန်တဲ့အစအသစ်တစ်ခုအမြဲရှိနေတယ်ဆိုတာပါပဲ။အဟောင်းတွေပျက်စီးမှအသစ်တွေဖြစ်ပေါ်လာနိုင်မှာပါ။ Ragnarok ဆိုတာအဆုံးသတ်မဟုတ်ပဲအတွင်ကူးပြောင်းရေးကာလတစ်ခုသာဖြစ်ပါတယ်။ဒါဟာကြောင်းရုံစရာဒန္တာကြီးတစ်ခုမဟုတ်ပဲမျောလင်းချက်နဲ့ပြန်လည်စတင်ခြင်းအကြောင်းကိုသင်ကြားပေးတဲ့နတ်ရှိုင်းတဲ့ဒသနာတစ်ခုဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကိုနှစ်သက်တယ်ဆိုရင် like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့။နောက်ထပ်ဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးခြင်းလဲဆိုတာကို comment မှာရေးထားလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။